50ဘာမှအချစ်တွေကမကြောက်နဲ့စိုးရင်တော့ကပြပါဒတွေမင်းရဲ့အဝေးမှာပျောက်ကွယ်ရှေ့ရေးကိုတွေးပြီးစိတ်တွေတစ်ထစ်လေးမှမင်းမလျှော့နဲ့ငါကမင်းလို့မကြလို့စိတ်ကောက်တိုင်းလဲစပင်လေးဖွာရင်ချော့မယ်ဘဝဆိုတာကြိုဖက်ခွင့်မရတဲ့ပြဋ္ဌာန်းပြီးသားစာအုပ်တဲ့အချစ်ဆိုတာဒီစာအုပ်ထဲမှာကိုယ်တိုင်ရေးရမယ့်ကြပြပုတ်ပဲနေ့ရက်တိုင်းကထိမ့်မှတ်ပဲပေါ်ရက်ဆွဲတွေလည်းအတိအကျနော်လက်တွေကရုပ်ရှင်မဟုတ်တော့အခက်ခဲတွေလည်းရှိမှာပေါ့တယောက်လဲရင်တယောက်ထူပြီးတွဲဆက်လျှောက်မဲ့ဒီခရီးကိုမောင်မိုက်တဲ့သမုတ်တရားကြီးတဲ့မင်းငါရဲ့နတ်သမီးလုံးမင်းလက်ကိုစုပ်ကိုင်ထားရင်လောကကြီးကိုဘာမထီလို့မင်းတို့မျက်ရှင်တန်နေမဲ့မိတောင်ထဲကဇာမနီလုံးမမနာမလို့အဖူးဘာအတွက်မှတန်တရားမစိုးဘဝတစ်ခုလုံးတာဝန်ယူပြီးစောင့်ရှောက်မဲ့တရားစာတလို့ဦးဆွေးဆံမြေပါပဲဘယ်တော့မှမဝေးဘူးငါတို့မင်းပေးတဲ့အချစ်တွေနဲ့အရာရာတိုင်းအတွက်ကျေးဇူးပါလို့